မြန်မာနိုင်ငံရဲ့အလေပဟိုမှာတစ်ချိန်ကရွှေရောင်ဝင်းပမှုအာနာစက်နဲ့ကြောက်ရွံ့မှုတွေပြည့်နေခဲ့တဲ့မြို့တစ်မြို့ရှိခဲ့ပါတယ်။မန္တလေးဟာမြန်မာပြည်သူစနစ်ရဲ့နောက်ဆုံးမင်းနေပြီးတော့ဖြစ်ပြီးဘရင်တွေဟာအကျွင်းမဲ့အာနာနဲ့အုပ်စိုးခဲ့တဲ့နေရာပါ။ဒါပေမဲ့လှပလှတဲ့နန်းတတိုင်းတွေရဲ့နောက်ွယ်မှာတော့ပုံမမှောင်မိုက်တဲ့ဇလန်းတစ်ပုဒ်ရှိနေပါတယ်။ဒါကတော့သစ္စာဖောက်မှုသွေးချောင်းစီမှုနဲ့မင်းဆက်တစ်ခုရဲ့နောက်ဆုံးကြည်ကွဲပွဲဏီကုန်းချုပ်ပုံဇလန်းပဲဖြစ်ပါတယ်။နန်းတော်ထဲမှာတကယ်ပဲဘာတွေဖြစ်ခဲ့ရလဲ။ဘာကြောင့်ဒီလောက်ကြီးကျယ်တဲ့နိုင်ငံတော်ကြီးဟာဒီလောက်မြန်မြန်ဆန်ဆန်ပြိုလဲသွားခဲ့ရတာလဲ။ 19ရာစုမှာမင်းတုံးမင်းကြီးရဲ့လက်ထက်မှာမန္တလေးဟာတော်ဝင်အာဏာရဲ့ဗဟိုချက်ဖြစ်လာခဲ့ပါတယ်။မင်းတုံးမင်းကြီးဟာအင်အားဘာသာသာသနာနဲ့ညီညွတ်မှုကိုကိုစားပြုတဲ့ခမ်းနားထဲဝါလာတဲ့နန်းတော်ကြီးကိုတည်ဆောက်ခဲ့ပါတယ်။ဒါပေမဲ့မင်းတုံးမင်းကြီးနှက်ရွာဆန်ပြီးနောက်မှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။1888ခုနှစ်မှာတော့တီဘောမင်းသားဟာထီးနန်းကိုဆက်ခံခဲ့ပါတယ်။သူဟာထီးနန်းရဖို့အလားအလာအရှိဆုံးသူမဟုတ်ခဲ့ပေမဲ့အင်အားကြီးတဲ့ထောက်ခံမှုတွေရရှိခဲ့ပါတယ်။အထူးသဖြင့်လူတစ်ယောက်စီကပေါ့သူ့ရဲ့မိဖုရားပါ။စုဘရားလက်ဟာမကြခင်မှာပဲမြမသမိုင်းမှာအကြောက်ရဆုံးပုံကိုယ်တွေကတစ်ယောက်ဖြစ်လာခဲ့ပါတယ် တီဘောမင်းနန်းတက်တာနဲ့တပြိုင်နက်နန်းတော်ထဲမှာအန်ဒီရဲ့ရိတ်တွေလွှမ်းမိုးသွားပါတယ်။မင်းသားတွေနဲ့တော်ဝင်မိသားစုဝင်အများပြားဟာထီးနန်းကိုဆက်ခံပိုင်ခွင့်ရှိနေသေးပါ။အဲ့ဒီခေတ်ကနန်းတွင်းနိုင်ငံကြီးမှာဒါဟာတခုတည်းသောအတိတ်ပဲကိုဆောင်ပါတယ်။သူတို့ကိုအပီးတိုင်ဖယ်ရှားပစ်ဖို့ပါပဲ။မြန်မာသမိုင်းမှာအမောင်မိုက်ဆုံးအဖြစ်အပျက်တစ်ခုအဖြစ်နန်းတော်ထဲမှာအစုလိုက်အပြုံလိုက်ကွမျက်မှုတွေဖြစ်ပွားခဲ့ပါတယ်။မင်းသားမင်းသမီးတွေနဲ့ကလေးငယ်တွေအပါအဝင်တော်ဝင်ဆွေမျိုး80ကျော်အသက်ခံခဲ့ရတယ်လို့သမိုင်းပညာရှင်တွေကယုံကြည်ကြပါတယ်။ရည်ရွယ်ချက်ကတော့ထီးနန်းတည်မြဲဖို့ပါပဲ။ဒီဆုံးဖြတ်ချက်မှာမိဖုရားကောင်ကြီးစုဖုရားလက်ဟာအတိကအခမ်းကဏ္ဍကပါဝင်ခဲ့တယ်လို့လူအများကယူဆကြပါတယ်။သူမဟာပြိုင်ဘက်မရှိစေရည်ချင်းချောက်မှုမရှိစေရည်အတွက်ညှာထားမှုလည်းမရှိခဲ့ပါဘူး။တချိန်ကဖုံးတကူကြီးမားခဲ့တဲ့နန်းတော်ကြီးဟာတိတ်ဆိတ်မှုနဲ့ကြောက်ရွံ့မှုတွေစိုးမှုရအရာဖြစ်လာခဲ့ပါတယ်။ ကွမျက်မှုတွေအပြီးမှာတီဘောမင်းကအုပ်ချုပ်ခဲ့ပေမဲ့တူးတည်းမဟုတ်ခဲ့ပါဘူး။မိဖုရားစုဖုရားလက်ဟာဩဇာအာဏာအလွန်ကြီးမားခဲ့ပါတယ်။သူမဟာဆုံးဖြတ်ချက်တွေကိုထိန်းချုပ်တာဘရင်ထံဝင်ထွက်ခွင့်တွေကိုကန့်သတ်တာနဲ့ဘရင်ကိုအကြံပေးအမတ်တွေနဲ့ကင်းကွာအောင်အထီးကျန်အောင်လုပ်ခဲ့တယ်လို့ဆိုကြပါတယ်။နန်းတွင်းဟာမတိမငြိမ်ဖြစ်လာခဲ့ပါတယ်။သစ္စာစောင့်သိမှုနေရာမှာကြောက်ရွံ့မှုတွေအစားထိုးဝင်ရောက်လာပါတယ်။နန်းတော်အပြင်ဘက်မှာတော့အခြေအနေတွေကပိုဆိုးနေပါတယ်။ဗြိတိရှအင်ပါယာကတော့အနီးကပ်စောင့်ကြည့်နေခဲ့ပါတယ်။အတွင်ရေးပဋိပက္ခတွေကြောင့်အားနည်းနေတဲ့နိုင်ငံတော်ကိုသူတို့မြင်တွေ့ခဲ့ပြီးတိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေခဲ့ပါပြီ။1885ခုနှစ်မှာဗြိတိရှတို့ဟာတတိယအင်္ဂလိပ်မြန်မာစစ်ကိုဆင်နွှဲခဲ့ပါတယ်။သူတို့ရဲ့တပ်ဖွဲ့တွေဟာမန္တလေးစီကိုအရှိန်အဟုန်နဲ့ခြိတက်လာခဲ့ပါတယ်။မြန်မာတော်ဝင်တပ်မတော်ဟာအဆင်သင့်မဖြစ်နေခဲ့ပါဘူး။ခုခံမှုအနည်းငယ်သာရှိခဲ့ပါတယ်။ရပ်ပိုင်းအတွင်းမှာပဲနိုင်ငံတော်ကြီးပြိုလဲသွားခဲ့ပါတယ်။တီဘောမင်းနဲ့စုဖုရားလက်တို့ဟာသူတို့ရဲ့နန်းတော်ထဲမှာဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ကြီးကျယ်တဲ့တိုက်ပွဲကြီးတွေသူရဲကောင်းဆန်တဲ့နောက်ဆုံးခုခံမှုတွေမရှိခဲ့ပါဘူး။တိတ်ဆိတ်မှုနဲ့အတူလက်နက်ချခဲ့ရုံပါပဲ။သူတို့ဟာမိခင်နိုင်ငံအာနာနဲ့ပြည်သူနဲ့ဝေးရာအိန္ဒိယနိုင်ငံစီကိုပြည်နှင်တန်ပြီးချင်းခံခဲ့ရပါတယ်။အဲ့ဒီလိုနဲ့မြန်မာနောက်ဆုံးမင်းဆက်ဟာနှီးခုံးချုပ်သွားခဲ့ပါတော့တယ်။ပြည်နှင်တန်ခံရစဉ်မှာတီဘောမင်းဟာတိတ်ဆိတ်ပြီးအထီးကျန်တဲ့ဘဝကိုဖျက်ဆီးခဲ့ရပါတယ်။နန်းတော်မရှိတော့ဘူးအခိုင်းစီမရှိတော့ဘူးအာဏာလည်းမရှိတော့ပါဘူး။တချိန်ကလူအများကြောက်ရွံ့ခဲ့ရတဲ့စုဖုရားလက်ဟာလည်းသူမထိန်းချုပ်နိုင်ဖို့အသေးအတန်စူးစမ်းခဲ့တဲ့မြေနဲ့ဝေးရာမှာနေထိုင်ခဲ့ရပါတယ်။သူတို့ရဲ့ဇလံဟာတင်ကေတတစ်ခုဖြစ်လာခဲ့ပါတယ်။ကြောက်ရွံ့မှုနဲ့ထိန်းချုပ်လိုစိတ်အပေါ်အခြေခံတဲ့အာဏာဟာအရာအလုံးကိုဘလို့ဖျက်ဆီးပစ်နိုင်တယ်လဲဆိုတာပါပဲ။ဒီနေ့ခေတ်မှာမန္တလေးနန်းတော်ဟာဆက်လက်တည်ရှိနေသေးပါ။လှပပေမဲ့တိတ်ဆိတ်နေပါတယ်။ဒါဟာအာဏာအတွက်ကြီးမားတဲ့ပေးဆက်မှုတွေရှိခဲ့တဲ့အချိန်ကာလတစ်ခုကိုတတိပေးနေတယ်လို့ပါပဲ။ဒါပေမဲ့မီးစရာရှိတာက
မိဖုရားစုဖုရားလက်ဟာထီနန်းကိုကာကွယ်နေခဲ့တာလားဒါမှမဟုတ်တူမကြောင့်ပဲထီနန်းပြိုလေးသွားခဲ့တာလား အဲ့လိုသမိုင်းကြောင်းနေနားထောင်ခြင်းရင် follow လုပ်ထားနော်ပြီးတော့ bio မှာရှိတဲ့ YouTube channel လေးကို subscribe လေးလုပ်ထားလိုက်နော်